ဘောင်ချာဝမ်းဆိုတာကဘာကြီးနဲ့အလွန်ဝေးကွာတဲ့အရာမှာရောက်ရှိနေတဲ့အရာဝတ္ထုတစ်ခုတရှိလူသားတွေကတီထွင်ဖန်တီးပြုလုပ်ထားတဲ့အာဂတစူးစမ်းလေ့လာရေးရင်ငယ်လေးတစ်ခုသူထက်ဝေးသွားနိုင်တဲ့အာဂတရင်မျိုးမပေါ်သေးပါဘူးအဆုံးစားမရှိအလွန်နှက်ဆိုင်လာတဲ့အာဂတထဲမှာဘောင်ချာဝမ်းဆိုတဲ့ရင်ငယ်လေးကဘယ်လို survive လုပ်နိုင်တာလဲဘယ်လိုနည်းပညာတွေသုံးပြီးကဘာကြီးနဲ့အဆက်အသွယ်ပြုလုပ်တာလဲစသဖြင့်ဝိုင်းချဝမ်းရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်ဝိုင်းချဝမ်းနဲ့တူးဆိုတာဒီ NASA ရဲ့ဒီလူမပါတဲ့အာဂတစူးစမ်းလေ့လာရေးရင်ငယ်လေးတွေပေါ့နော်ဒီသူ့ရဲ့အဓိကရည်ရွယ်ချက်ကဒီကဘာရဲ့အနီးကဂျိုတွေဖြစ်တဲ့ဂျူပီတာစေတန်ယူရေနက်စ်နဲ့ဒီနက်ပကျွန်းဂျိုတွေကိုလေ့လာဖို့လွှတ်တင်ခဲ့တာပေါ့နော်ဝိုင်းချ1နဲ့2မှာဝိုင်းချ2ကိုအရင်လွှတ်တင်ခဲ့ပြီးဒီဩဂတ်20ရက်နေ့1989မှာလွှတ်တင်ခဲ့တာပေါ့နော်ဝိုင်းချ1ကိုတော့နှစ်ပတ်အကြာစက်တင်ဘာလ9ရက်နေ့1989ခုနှစ်မှာလွှတ်တင်ခဲ့တယ်ဂျူပီတာရဲ့ဟိုးဘက်မှာရှိတဲ့ဒီဂျိုတွေစီရောက်ဖို့သူကဒီ rocket အားနဲ့မလုံလောက်တာကြောင့်ဒီသိပ္ပံပညာရှင်တွေကသူကနီလန်တစ်မျိုးကြံစားခဲ့ရတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီဂျိုတွေရဲ့ gravitational force လို့ခေါ်တဲ့ဒီဆွဲအားကိုအသုံးပြုပြီးတော့လွတ်တင်တဲ့နည်းပေါ့နော်အဲ့ဒီချိန်တုန်းကဒီဂျိုပီတာရဲ့စေတန်ရဲ့ Uranus နဲ့ဒီနက်ပကျွန်းကသူကမြင်းဖြောက်တိုင်းရှိတဲ့ချိန်လွန်ရှားပါတဲ့ချိန်တစ်ခုပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့ဆိုတာနောက်တစ်ချိန်ဆိုရင်တက္ကရဲ့2150မှာနောက်တစ်ချိန်ဖြစ်မှာအဲ့ဒီလိုဂျိုတွေတန်းနဲ့ဖြစ်နေတဲ့အချိန်မှာဒီဂျိုတွေရဲ့ဒီဆွဲအားကပေါ့နော်ဒီအနားဖြတ်သွားတဲ့ Voyager တွေကိုအချိန်ကောင်းကောင်းနဲ့သူကတွန်းပို့ပေးနိုင်တယ် Voyager 1က1989ခုနှစ်မတ်လမှာဂျူပီတာအနီးကိုရောက်ခဲ့ပြီးတော့ဒီကမ္ဘာကြီးစီကိုဂျူပီတာရဲ့ဓာတ်ပုံတွေပေးပို့နိုင်ခဲ့တာပေါ့နော်အဲ့ဒီကနေစေတန်ဂျိုကိုဆက်သွားပြီးဒီစေတန် rain တွေကိုအနီးကလေ့လာနိုင်ခဲ့တယ် Voyager 1ကတော့စေတန်ဂျိုကိုလေ့လာပြီးအဲ့ဒီကနေဒီအပေါ်ဘက်ကိုထောင်တက်ပြီးတော့ဒီ solar system ရဲ့အဆုံးဘက်ကိုဦးတည်သွားတာပေါ့နော် Voyager 2ကတော့ဒီစေတန်ကနေ Uranus နဲ့ဒီ Neptune ဘက်ကိုသွားဆက်သွားတယ် Voyager 1နဲ့2ကဒီဒီဇိုင်းအရရောသူတူညီမှုရှိတယ်အရွယ်စားအရမျက်စိနဲ့မြင်အောင်ပြောရရင်ဒီကကျွန်တော်တို့ဒီ660cc ခွေးဘလူးကားလေးလောက်အရွယ်စားရှိတယ်အလေးချိန်ကလည်းပေါင်1600ဝန်းကျင်လောက်ရှိတာပေါ့နော် Voyager 1နဲ့2မှာ Voyager 1ကပိုမြန်တယ်သူက 10.5 miles per second အမြန်နှုန်းနဲ့သူကသွားနေတာပေါ့နော် Voyager 2ကတော့9.5 miles per second နဲ့သွားနေတယ်အမြန်နှုန်းကသူကတိတ်မကွာဘူးထင်ရပေမဲ့တစ်စက္ကန့်မှာဆိုရင်သူက Voyager 1ကဓမိုင်ထိရှေ့ကိုပို့ရောက်နေပြီပေါ့နော်ခုဆိုရင် Voyager တွေကဒီ solar system ရဲ့ heliosphere အပြင်ဘက်ကိုရောက်နေပြီinterstellar space ထဲဝင်နေပြီတော့ Voyager 1က2012 August လထဲမှာ interstellar space ထဲကိုစတင်ဝင်ရောက်ခဲ့တယ် Voyager 2ကတော့2018 ဒီဇင်ဘာလထဲမှာ interstellar space ထဲကိုစတင်ဝင်ရောက်ခဲ့တာပေါ့နော်အလင်းရဲ့အမြန်နှုန်းနဲ့တွက်မှဆိုရင်ဒီ Voyager 1ကနေကမ္ဘာကြီးကိုရောက်ဖို့23နာရီနဲ့24မိနစ်ကြာတယ် Voyager တွေရဲ့ဒီ power unit ကအခြားကျွန်တော်တို့မြင်နေကြဒီဂျိုဒူးတွေလို့စက်သွေးဂျိုဒူးတွေလို့ဒီsolar power system လည်းမဟုတ်ဘူးပေါ့နော်သူကဘာဖြစ်လို့လဲဆိုတော့ဒီနေနဲ့ဆန့်ကျင်ဘက်အဝေးကြီးကိုသွားလာကြအောင်သူကဝေးလေနေအောင်မရလေဖြစ်ပြီးတော့ power ဓာတ်ပြဿနာရှိတာကြောင့်ဒီ solar power system ကိုမသုံးတာအဲ့ဒါကြောင့်အခြားဂျိုဒူးတွေလို့ဒီ solar panel တွေဒီ Voyager တွေမှာမတွေ့ရဘူးပေါ့နော် solar power စား nuclear power generator အသေးလေးကိုသုံးတယ်သူက radioisotope thermoelectric generator RTG ဒါမှမဟုတ်လဲ nuclear battery လို့လည်းခေါ်တာပေါ့သူအလုပ်ပေါ်မှာဘယ်လိုလဲဆိုတော့ဒီ plutonium တွေပျက်စီးပြိုကွဲသွားတဲ့အခါမှာဒီထွက်လာတဲ့အပူနဲ့အာကာသထဲမှာရှိတဲ့ဒီတဘာအတိုင်းရနိုင်တဲ့အလွန်အေးတဲ့ cooling effect ကိုပေါင်းပြီးတော့ electricity လျှက်စစ်ဖြစ်ဒီပြောင်းလဲပေးနိုင်တဲ့ generator တစ်မျိုးပေါ့နော်ဒီ NASA ရဲ့ Mars ဂျိုပေါ်လွှတ်တင်ခဲ့တဲ့စက်ရုပ်လေးတွေအပါအဝင်ဒီအာကာသစူးစမ်းလေ့လာရေးရင်ငယ်လေးတွေမှာအဓိက power unit ဖြစ်သုံးတာပေါ့နော် Voyager တွေလွှတ်တင်တော့ကဒီ power ကို480 watt ထိသုံးခဲ့ပေမဲ့အခုနှစ်ပေါင်း48နှစ်ကြာပြီးနောက်မှာသူက200 watt ထိကိုသူကရှော့ချနိုင်ခဲ့တယ်။ nuclear battery ကတဖြည်းဖြည်း power ကုန်လာတဲ့အတွက်ဒီလုပ်တွေကိုအရေးကြီးတာနဲ့အရေးမကြီးတာခွဲပြီးတော့
တဖြည်းဖြည်းပါဝါဖြတ်လိုက်တဲ့သဘောပေါ့နော်ဝိုင်းကြားတွေမှာသူက thruster nozzle လေးတွေရှိတယ်လောင်စာအရည်ကိုသုံးပြီးတော့ jet power လို့တွန်းတက်အားကိုအသေးလေးတွေထုတ်ပေးနိုင်တယ်သူကဘာလုပ်လဲဆိုတော့ဒီရင်ကိုလိုချင်တဲ့လမ်းကြောင်းတက်အောင်ထိန်းပေးတဲ့သဘောပဲပေါ့နော်ဒီ Voyager တွေရဲ့ memory capacity ကအခုခေတ်ဖုန်းတွေနဲ့တွက်ရင်ဖုန်းလုံးပေါင်း73 million စာလောက်ရှိတယ်ကမ္ဘာနဲ့ဆက်သွယ်လုံးနိုင်တဲ့ဒီ communication speed ကအခုခေတ် standard နဲ့ဆိုရင်အစပေါင်း338,000 စာပိုမြန်တယ်ဝိုင်းကြားတွေမှာသုံးထားတဲ့နည်းပညာတွေကအဲ့ဒီတုန်းကတော့အလွန်ခေတ်ရှေ့ပြေးခဲ့နည်းပညာတွေဖြစ်ပေမဲ့အခုနှစ်ပေါင်း40ကျော်ကြာပြီးနောက်မှာသူကဖြည်းဖြည်းနဲ့ဒဲအောက်လာတာပေါ့နော်ဒီပုံကတော့ကျွန်တော်တို့နေထိုင်တဲ့ဒီကမ္ဘာကြီးကိုဖေဖော်ဝါရီလ14ရက်1990ခုနှစ်မှာအကွာဝေးမိုင်ပေါင်း 3.7 ဘီလီယံကနေရိုက်ထားတဲ့ပုံဒီ space ထဲမှာသူကအပြာရောင်အဆက်ပြောက်လေးဖြစ်တာမြင်ရတဲ့ဒီကမ္ဘာကြီးရဲ့ပုံက The Pale Blue Dot ဆိုပြီးတော့သူကနာမည်ကြီးတယ်ဒီပုံကိုရိုက်ပြီးတော့ဒီ Voyager 1ရဲ့ကင်မရာကိုpower cheater နဲ့အနေနဲ့ NASA ကအပြီးတိုင်ပိတ်ပစ်လိုက်တာပေါ့နော်ဆိုတော့ဒီ The Pale Blue Dot ကဒီ Voyager 1ကနေရတဲ့နောက်ဆုံးဓာတ်ပုံဆိုရင်လည်းမမှားဘူး Voyager 1ရဲ့ antenna ကသူက12ပေအချင်းရှိတယ် radio message တစ်ခုလွှတ်လိုက်လို့ရှိရင်22 watt လောက်တော့ power သုံးရတယ်ကမ္ဘာကိုရောက်ဖို့က 22.5 နိုင်ကြာတယ် radio message ကတော့ဝေးလာလေအားနည်းလာလေဖြစ်တာကြောင့်ဒီကမ္ဘာပေါ်ကနေပြီးတော့အလွန်အားကောင်းတဲ့ဒီ antenna ကြီးနေနဲ့ဖမ်းယူရတာပေါ့နော်ကမ္ဘာပေါ်မှာ NASA ကတိစောက်ထားတဲ့အလွန်အားကောင်းပြီးကြီးမားတဲ့ antenna ကြီး3ခုရှိတယ်အချင်းပေ230ရှိတဲ့ဒီ antenna ဘန်းကြီးတွေကို California USA မှာတစ်ခု Madrid စပိန်မှာတစ်ခုနဲ့ Canberra ဩစတြေးလျမှာတစ်ခုတိစောက်ထားတာပေါ့နော်antenna ကြီးတစ်ခုစီကအထက်အောက်ဘယ်ညာ120ဒီဂရီအထိသူကဖမ်းယူနိုင်တာကြောင့်ကမ္ဘာပတ်လေ300ဆိုရင်သူက360ဒီဂရီပြည့်သွားပြီဆိုတော့ကမ္ဘာကြီးလဲပတ်နေပေမဲ့ဒီနေ့ညတစ်နှစ်ပတ်လုံးအဆက်အသွယ်မပြတ်ပဲဖမ်းယူနိုင်တာပေါ့နော် Voyager တွေမှာဒီ power 3ရတဲ့ပစ္စည်းကသူက10မျိုးလောက်ရှိတယ် nuclear battery power ကလည်းသူကတဖြည်းဖြည်းကုန်ခန်းလာတာကြောင့်အဲ့ဒီပစ္စည်းတွေမှာအရေးကြီးဆုံးတွေကနောက်ဆုံးထားပြီးတဖြည်းဖြည်းနဲ့power ဖြတ်ပြရတာပေါ့နော်အဲ့ဒါကြောင့်ကင်မရာလိုတိတ်အရေးမကြီးတဲ့ပစ္စည်းကို power ဖြတ်လိုက်ပြီးဒီ radio transmitter နဲ့တီနီယာချက်ပြဆက်တွေလိုရေးကြီးတဲ့ဆက်တွေကိုတော့ power ပေးထားရတာပေါ့နော် Voyager တွေကဝေးလာလေဒီ radio ဆက်သွယ်မှုကလည်းအားနည်းလာလေဖြစ်တာကြောင့်ဒီ speed နဲ့ပဲသွားမယ်ဆိုရင် Voyager 1က2036ခုနှစ်မှာဆက်သွယ်ပြတ်သွားမယ်လို့ NASA ခန့်မှန်းထားတယ် Voyager တွေမှာ time capsule ပုံစံမျိုးဒီ record လုပ်ထားတဲ့ Voyager Golden Record ဆိုတဲ့ဒီဂျင်းနီဓာတ်ပြားတစ်ချက်စီပါဝင်တာပေါ့နော် time capsule ဆိုတာဘယ်လိုလဲဆိုတော့ဒီအနာဂတ်လူတွေသိဖို့ Google ချက်လက်တွေကိုရေးထားတာပဲဖြစ်ဖြစ်အတန်သွင်းထားတာပဲဖြစ်ဖြစ်တင်စီထားတဲ့ပုံစံမျိုးပေါ့ကျွန်တော်မျက်စိနဲ့မြင်အောင်ပြောရရင်စာရွက်ထဲစာရေး plane နဲ့ထည့်ပြီးတော့ဒီပင်လယ်ထဲပစ်လိုက်တာလဲ time capsule ပုံစံမျိုးပဲဒီကဘာကြီးပေါ်ကဘာသာစကား55မျိုးရဲ့မိတ်ဆက်ပုံလူတန်တိရစ္ဆာန်အတန်တဘာဝအတန်တေဂီတာအတန်စတဲ့အတန်တွေနဲ့ဒီရုပ်ပုံတွေကိုထည့်သွင်းထားတာပေါ့နော် Hello from the children of planet Earth ဒီတန်ကဒီအာကာသယာဉ်မှူးတယောက်ရဲ့6နှစ်အရွယ်သားလေးရဲ့အတန်ပေါ့နော်ဒီ universe ထဲကဒီကဘာဂျိုးပေါ်မှာလူသားတွေနေထိုင်လျက်ရှိကြအောင်ကိုအခြားသက်ရှိတွေ life form တွေalien တွေကိုသိစေခြင်းနဲ့ရည်ရွယ်ချက်ပေါ့နော်ကျွန်တော်နီးကုံချုပ်ရရင်တော့ဒီ Voyager 1ရဲ့ main mission က9နှစ်တွင် Jupiter နဲ့ Saturn ကိုသူကလေ့လာဖို့ Jupiter ကို1989ခုနှစ်မှာရောက်ရှိခဲ့ပြီး Saturn ကိုတော့1989ခုနှစ်မှာရောက်ရှိခဲ့တယ်အခုတော့နှစ်ပေါင်း48နှစ်ကြာပြီးဒီ Interstellar Space ထဲထိရောက်နေပြီပေါ့နော်အခုကမ္ဘာကြီးနဲ့မိုင်ပေါင်း 15.6 ဘီလီယံကွာဝေးပြီးအမြန်နှုန်းကတနင်္လာရီကိုမိုင်ပေါင်း 38,026 မိုင်နဲ့တော့ခီးဆက်လက်ရှိတယ် Voyager 2ကတော့ main mission ဖြစ်တဲ့ Jupiter, Saturn, Uranus နဲ့ဒီနက်ပကျွန်းကိုဖျက်ဆီးခဲ့ပြီး Interstellar Space ထဲထိရောက်နေပြီအခုကမ္ဘာကြီးနဲ့မိုင်ပေါင်း 13 ဘီလီယံကွာဝေးမှာရောက်နေပြီးတော့သူကအမြန်နှုန်းကတနင်္လာရီကိုမိုင်ပေါင်း 34,390 မိုင်နဲ့ရှစ်ဆက်သွားလဲရှိတာပေါ့နော်